လူတွေများလာကြီးလားဆိုပြီးဝင်ဆက်စုကြည့်တာရုတ်တရက်ကျွန်တော်ခင်းနောက်ပြန်ရောက်သွားလို့အရပ်တွေကဒီပွဲတော်နာမည်ပေးထားတယ် Hawel Manama ဆိုတာကတော့ကျွန်တော်အခုရောက်နေတဲ့ဘာရိန်းနိုင်ငံရဲ့ capital city ဖြစ်ပါတယ်ထူးထူးခြားခြားပွဲစည်းမှာတွေ့နိုင်တာသူတို့ရဲ့လက်မှုပညာတွေရှေးဟောင်းအမွေနှစ်တွေရုပ်ရှင်တရုပ်ဆောင်တွေအဆိုတော်တွေရဲ့တမိုင်းကြောင်းတွေသူတို့ရေးထားတာပဲကျွန်တော်လည်းတယောက်မှမသိဘူးအဲ့ဒါပြဿနာဒါပေမဲ့ရှေ့ဆက်သွားကြည့်တော့ my friend တို့ကြိုက်ကြတဲ့ local food တွေ street food တွေကိုတွားတွေ့တယ်ကြည့်ပါဦးဒီလိုလက်ပတ်ကြည့်ရင်လည်းကျွန်တော်တို့မြန်မာနိုင်ငံကိုတွားပြီးသိရတယ်မြန်မာပြည်မှာလည်းဒီလိုမျိုးတစ်နှစ်တစ်ခါကျင်းပလေရှိတဲ့ပွဲစည်းတွေအများကြီးရှိခဲ့သေးတာပဲရှေးဟောင်းပစ္စည်းတွေအားလုံးထဲမှာကျွန်တော်စိတ်ဝင်စားဆုံးရှေးဟောင်းပစ္စည်းကတော့ဘာလဲဆိုတာကြည့်ပါထူးဆန်းတာကဒီမှာရှိတဲ့ကားတွေအကုန်လုံးကတစ်ခေတ်တစ်ခါတုန်းက luxury ဆန်ခဲ့တဲ့ကားတွေကြီးပဲပြတိုင်းမှာထားရမယ်အစားဒီလို platform ပေါ်တွေမှာရက်ပြီးတော့ပြတာအရန်ဟိုမှာစိတ်ဝင်စားစရာကောင်းတယ်ထူးဆန်းတာကမုတ်စေးတန်းနဲ့ street food နေရာတွေမှာ main ကလေးတွေကြီးပဲစီကားနေပြီးတော့ကားတွေပြတာထားတဲ့ကားတန်းမှာကြတော့ယောက်ျားလေးတွေနဲ့ပဲစီကားနေတယ်ဒီပွဲတော်မှာကျွန်တော်တတိထားမိတာ tourist တွေကိုမတွေ့ရဘဲနဲ့ local ကလူတွေနဲ့ပဲပြည့်ချန်နေတယ်ဟုတ်ပါတယ်ဘာရိန်းနိုင်ငံသားတွေဟာသူတို့ရဲ့လက်မှုပညာသူတို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကိုအမြဲတမ်းတန်ဖိုးထားတတ်ကြတာကိုတွေ့ရပါလိမ့်မယ်